င်္ဂလာပါရှင်လိုင်ဇာ TV ရဲ့မြန်မာဘာသာဖြင့်တင်းတန်ဆက်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ချီဖွေနဲ့ဆော့လော်မြို့နှစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ထားပါတယ် KIA တပ်မဟာ9နေမြေအတွင်းမှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေနဲ့ BGF ပြည်သူ့စစ်စခန်းတွေကို KIA ပူးပေါင်းတပ်ကစက်တင်ဘာလ29ရက်နေ့ကနေစပြီးထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးတော့တပ်စခန်းတချို့ကိုတိုက်ခိုက်သိမ်းယူထားနိုင်ပြီဖြစ်တယ်လို့သိရပါတယ်။ဒီဖွေမှာတပ်ဆွဲနေတဲ့ခလာရ105တပ်စခန်းနဲ့ပြည်သူ့စစ်တပ်စုပေါင်းဂိတ်59မိုင်မှာတပ်ဆွဲထားတဲ့ BGF တပ်တွေကိုစက်တင်ဘာ29နဲ့30ရက်မှာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။ဆော့လော်မှာရှိတဲ့ခလာရ198စခန်းနဲ့အနီးအနားကကာကင်းစခန်းတွေကိုအော်တိုဘာလ2ရက်နေ့မနက်မှာအပြည့်စီသိမ်းပိုက်နိုင်ခဲ့တယ်လို့ရှေ့တန်းသတင်းရင်းမြစ်တွေရဲ့ပေးပို့ချက်အရသိရပါတယ်။ချီဖွေဆော့လော်ပန်ဝါကန်ပိုင်တီနဲ့စတုံးစတဲ့နေမြေတွေမှာစစ်ကောင်စီနဲ့စစ်ကောင်စီရဲ့လက်အောက်ခံစခုံတင်းရင်းနဲ့တားဖြစ်သူစခုံရင်းဆောင်ရဲ့ပြည်သူ့စစ်အဖွဲ့တွေကအစိုးမိုးထားတာပါအဲ့ဒီနေမြေတွေမှာစစ်ကောင်စီနဲ့ပြည်သူ့စစ်တပ်ဖွဲ့တွေပေါင်းပြီးတစ်အလွန်ကျွန်းထုတ်လို့ရောင်းချတာဘိန်းစိုက်ပြိုးရောင်းဝယ်တာမြေရှားတပ်တူတူးဖော်တာလောင်းကစားနဲ့ကြားဖြန့်ခေါ်အွန်လိုင်းငွေလိမ်တဲ့လုပ်ငန်းတွေကိုလှုပ်ဆောင်ကြတယ်လို့သိရပါတယ်စစ်ကောင်စီတပ်ဟာမြစ်ကျနာမြို့နယ်ကကျေးရွာတွေမှာတပ်ကောင်စီရင်ကောက်ခံနေပါတယ်။မြစ်ကျနာနောင်နန်းအုပ်စုပလနာကျေးရွာနဲ့ပတ်ဝန်းကျင်ရွာတွေမှာစစ်တပ်ရဲနဲ့မိတပ်စတဲ့တပ်ဖွဲ့တွေပူးပေါင်းပြီးတပ်ကောင်စီရင်စစ်ဆေးကောက်ယူနေတယ်လို့သိရပါတယ်။မြစ်ကျနာမြို့ပေါ်ရက်ကွက်အများစုကိုအော်တိုဘာလ1ရက်နေ့မှာတပ်ကောင်စီရင်ကောက်ယူပြီးဖြစ်တယ်လို့လည်းဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။တပ်ကောင်စီရင်ကောက်ယူရမှာအရင်လိုမဟုတ်ပဲ software နည်းနဲ့ကောက်ယူနေတယ်လို့လည်းသိရပါတယ်။ကချင်ပြည်နယ်ကိုအင်တာနက်လိုင်းဖုန်းလိုင်းဖြတ်တောက်ခံထားရတာကြာပြီဖြစ်ပြီးမတရားဖမ်းဆီးခံရတဲ့သူတွေလည်းရှိနေတယ်လို့စုံစမ်းသိရှိရပါတယ်။တင်းတင်ဆက်မှုပြည်ဆုံးသွားပါပြီ။ကြည့်ရှုနားဆင်ခဲ့ကြတဲ့မိဘပြည်သူအပေါင်းကိုစိတ်နှဖျားရှင်လန်းချမ်းမြေ့ကြပါစေရှင်။ကျေးဇူးတင်ပါတယ်။